မင်္ဂလာပါနဲလေးဗီဒီယိုတိုလေးနဲ့စမ်းစာတင်တာနည်းလေးရက်ချသွားတယ်အခုတော့ကျွန်တော်နည်းလေး10မိနစ်လောက်ပြောပြစီအဲ့တော့ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာမှာအခြေခံတူတာတစ်ခုရှိပါတယ်ဘာလို့ဆိုဗုဒ္ဓဘာသာမှာဒီခန္ဓာ၅ပါးယုံနာဖြစ်တဲ့တရားကိုရှုလို့ရှိရင်ဟိုနာသေဘေးဒုက္ခဘေးပဲပြေးမလို့ဘူးတဲ့ဒီဒုက္ခသစ္စာကိုသိလို့ရှိရင်ဘယ်ငယ်ပြိတ်ပါလားကျွန်တော်တို့ခရစ်ယာန်ဘာသာမှာလည်းသခင်ယေရှုမိန့်တော်မူတာကကျွန်တော်တို့ကခန္ဓာရှိတဲ့အတွက်ကြောင့်ခန္ဓာမှာဇာတိပဂရိရှိတယ်ဇာတိပဂရိရဲ့အခြေတရားအလုံးဆိုးညစ်လွန်လာတဲ့ကြောင့်ဒီအပြစ်တရားတွေနဲ့ကျွန်တော်တို့လုံးပါနေဒီဒုက္ခကိုလွတ်ကင်းအောင်ကိုတော်ရောက်လာပြီးတော့ကျွန်တော်တို့ရဲ့အပြစ်တွေစားအသေးခံပေးခဲ့တယ်ကျွန်တော်ဒုက္ခတွေလွတ်ငြိမ်းခွင့်ရတယ်သို့တော်လည်းပဲကျွန်တော်တို့ရဲ့ဒီခန္ဓာရှိတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကဒုက္ခအမြဲရောက်တယ်ဒါကြောင့်မို့သင်တို့စီဒုက္ခရောက်အောင်မယ်လို့ယေရှုကပြောတာပါယေရှုပြောတဲ့တရားသည်ကျွန်တော်ဇာတိပဂိနဲ့ရှိနေတဲ့ကာလအတွင်းမှာကျွန်တော်အစဉ်ဒုက္ခရောက်မယ်ဒုက္ခကိုရှုနေဖို့တော့မဟုတ်ပါဘူးခရစ်ယာန်ဘာသာနဲ့ဗုဒ္ဓဘာသာမတူတာကဗုဒ္ဓဘာသာကဒုက္ခကိုရှုပြီးတော့ဒုက္ခကိုအောင်မြင်အောင်နားလည်အောင်အမြဲတမ်းသတ္တမတီတွေးနေတယ်ကျွန်တော်တို့ခရစ်ယာန်ဘာသာကြတော့ဒုက္ခရှိတာကိုသိပြီးတော့ဒီဒုက္ခကိုလစ်လူရှုပြီးတော့သခင်ယေရှုလောကကိုအောင်တယ်ဆိုတဲ့တရားပေါ်မှာမူတည်ပြီးတော့ယေရှုနဲ့အတူလောကကိုအောင်မြင်သောအခွင့်ခံစားရတယ်ဒါကြောင့်မို့ကျွန်တော်ကျေးဇူးတော်ကိုအထူးသဖြင့်သာလုံးပြီးတော့ကျွန်တော်ကြိုးစားစဉ်းစားကြပါတယ်ဒါလေးပဲကြွာတာပါလို့ဒုက္ခသစ္စာနဲ့သင်တို့ဒီလောကမှာဒုက္ခရောက်ရမည်ဆိုတော့ဇာတိပဂရိရဲ့သဘောကိုပြောတဲ့အကြောင်းသိစေရစီပါတယ်အာမင်